မင်္ဂလာမနက်ခင်းပါခင်ဗျာပြည်တွင်းနဲ့နိုင်ငံတကာသတင်းတွေကိုကျွန်တော်တို့ရဲ့ Burmese Radio Channel မှာတင်ဆက်ပေးသွားတော့မှာဖြစ်ပါတယ် Like နဲ့ Subscribe လေးလုပ်ပြီးနောက်ဆုံးရစီရေးသတင်းများကိုလည်းအဆုံးထိနားဆင်ပေးသွားပါအောင်ခင်ဗျာရန်ကုန်တိုင်းမော်ဘီမြို့နယ်မှာအကြမ်းဖက်စစ်ကောင်စီတပ်ရဲ့တိုက်လေယာဉ်တစ်စီးအင်ဂျင်မီးလောင်ပျက်ကျသွားတဲ့သတင်းညောင်ဦးလေဆိပ်မှာရှိတဲ့အကြမ်းဖက်စစ်ကောင်စီတပ်ရဲ့ရဟတ်ယာဉ်တွေကိုတော်လိုင်းတပ်ဖွဲ့တွေက short တိုက်ဒုံးတွေနဲ့အပြင်းထန်ပစ်ခတ်တိုက်ခိုက်ခဲ့တဲ့အခြေအနေတောင်တကုံမြို့နယ်ကအကြမ်းဖက်စစ်ကောင်စီရဲ့တိမ်ငက်အဖွဲ့ဟာပြည်သူတွေကိုဖမ်းဆီးပြီးစစ်မှုထမ်းဖို့အတင်းကျပ်ရောင်းစားနေတဲ့တဲ့ကုန်စည်နှုန်းကျဆင်းအောင်မလုပ်နိုင်တာဟာအပြစ်မဟုတ်ဘူးလို့အကြမ်းဖက်စစ်ကောင်စီရဲ့ကြံ့ခိုင်ရေးပါတီကစင်ကြေးပေးလာတဲ့အခြေအနေအမေရိကန်သမ္မတဒေါ်နယ်ထရန့်ရဲ့ငြိမ်းချမ်းရေးအစီအစဉ်ကြေညာပြီးနောက်ဂါဇာကမ်းမြောင်မှာလေကြောင်းတိုက်ခိုက်မှုတွေဆက်လက်ပြင်းထန်နေတဲ့နိုင်ငံတကာသတင်းရုရှားနဲ့ယူကရိန်းနှစ်နိုင်ငံကြား drone တွေအသုံးပြုပြီးအပြန်အလှန်ပြင်းပြင်းထန်ထန်တိုက်ခိုက်နေကြတဲ့အခြေအနေအင်ဒိုနီးရှားနိုင်ငံမှာလူပေါင်း200ကျော်လိုက်ပါလာတဲ့ခီးသည်တင်သင်္ဘောတစ်စီးမီးလောင်ကျွမ်းခဲ့တဲ့သတင်းအစရှိတဲ့အကြောင်းအရာတွေကိုအပြည့်စုံတင်ဆက်ပေးသွားပါမယ်ပထမဆုံးပြည်တွင်းသတင်းအနေနဲ့ကျန်းဖက်စစ်ကောင်စီတပ်ရဲ့အားထားရဆုံးလေကြောင်းရန်ကာကွယ်ရေးနဲ့တိုက်ခိုက်ရေးရန်တရားတွေဘလောက်ထိယိုယွင်းပျက်စီးနေပြီလဲဆိုတာကိုသက်သေပြလိုက်တဲ့မော်ဘီမြို့နယ်ကလေရင်ပြတ်ကျမှုသတင်းကိုတင်ဆက်ပေးပါမယ်ရန်ကုန်တိုင်းဒေသကြီးမော်ဘီမြို့နယ်မှာတပ်ဆွဲထားတဲ့အကြမ်းဖက်စစ်ကောင်စီတပ်ရဲ့တိုက်ခိုက်ရေးလေရင်တစ်စီးဟာလေ့ကျင့်ပြန်တက်နေစဉ်အင်ဂျင်မိုင်းဆိုင်ရာချိုးရင်းချက်ဖြစ်ကမီးလောင်ပြတ်ကျသွားခဲ့တယ်လို့ခိုင်လုံတဲ့မြေပြင်သတင်းရင်းမြစ်တွေထံကနေသိရှိရပါတယ်အဆိုပါလေရင်ပြတ်ကျမှုဖြစ်စဉ်ဟာဩဂုတ်လ1ရက်နေ့မနက်ပိုင်း10:16မိနစ်အချိန်ခန့်မှာဖြစ်ပွားခဲ့တာပါမော်ဘီမြို့နယ်ညောင်ပင်ကျေးရွာအနီးဝန်းကျင်ကောင်းကင်ရံမှာပြန်တန်းနေစဉ်ငှက်နဲ့တိုက်မိပြီးနောက်လေရင်ရဲ့အင်ဂျင်မိုင်းဆိုင်ရာအပြင်းထန်မီးလောင်ကျွမ်းသွားခဲ့တာဖြစ်ပါတယ်မီးလောင်ကျွမ်းမှုအချိန်ပြင်းထန်လွန်းတဲ့အတွက်လေရင်မှုအနေနဲ့ဆက်လက်ထိန်းချုပ်နိုင်စွမ်းမရှိတော့ပဲလေရင်ပေါ်ကနေအရေးပေါ်ခုန်ထွက်စနစ်ကိုအသုံးပြုကထွက်ပြေးလွတ်မြောက်သွားခဲ့တယ်လို့အကြမ်းဖက်စစ်တပ်ရဲ့ဝါဒဖြန့်မြဝတီရုပ်မြင်သံကြားကနေကြားဖြတ်သတင်းအဖြစ်အတည်ပြုထုတ်ပြန်ထားပါတယ်လက်ရှိအချိန်မှာတော့အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာလေရင်ပြတ်ကျသွားတဲ့ညောင်ပင်ကျေးရွာအနီးဝန်းကျင်နေရာတွေကိုအပြင်းထန်ပိတ်ဆို့ရှာဖွေမှုတွေပြုလုပ်နေပါတယ်အဲ့လိုရှာဖွေရမှာလေရင်ပျက်စီးအပိုင်းအစတွေနဲ့သက်ဆိုင်ရာဆက်ဆက်ပစ္စည်းတွေကိုပြန်လည်စုဆောင်းနိုင်ဖို့အသေးအတန်ကြိုးပမ်းနေကြတယ်လို့ဒေသခံတွေကဆိုပါတယ်။လေရင်အမှုတန်းတွေထိခိုက်ဒဏ်ရာရရှိမှုမရှိဘူးလို့စစ်တပ်ဘက်ကထုတ်ပြန်ထားပေမဲ့ပြက်ကျသွားတဲ့လေရင်အမျိုးအစားနဲ့ပျက်စီးဆုံးရှုံးမှုတန်ဖိုးအတိအကျကိုတော့တိကျအတည်ပြုနိုင်ခြင်းမရှိသေးပါဘူး။မြေပြင်စစ်မျက်နှာအသီးသီးမှာအပတ်ကနေအရေးနှိမ်ကြာရှုံးနေတဲ့အကြမ်းဖက်စစ်ကောင်စီဟာပြည်သူတွေကိုဒုက္ခပေးဖို့လေကြောင်းအင်အားကိုသာအဓိကအားထားနေရချိန်မှာအခုလိုလေရင်တွေမကြာခဏပြတ်ကျနေတာဟာစစ်အာဏာရှင်စနစ်ရဲ့ဏိကုံးချုပ်ကာလကိုရောက်ရှိနေပြီဆိုတာမိမောင်းထိုးပြနေတာပဲဖြစ်ပါတယ်။ဆက်လက်ပြီးအကြမ်းဖက်စစ်ကောင်စီရဲ့လေတပ်စခန်းကိုတော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေကအောင်မြင်စွာထိုးဖောက်တိုက်ခိုက်နိုင်ခဲ့တဲ့သတင်းကိုနားဆင်ရမှာပါ။မန္တလေးတိုင်းဒေသကြီးညောင်ဦးလေဆိပ်အတွင်းမှာတပ်ဆွဲထားတဲ့အကြမ်းဖက်စစ်ကောင်စီတပ်ရဲ့တိုက်ခိုက်ရေးရဟတ်ယာဉ်တွေနဲ့လေရင်စီတူလောင်ကန်တွေရှိရာအချက်ချာကျတဲ့နေရာတွေကိုတော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေက35မီလီမီတာ short တိုက်ဒုံးတွေနဲ့အပြင်းထန်ဝင်ရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ပါတယ်။အဆိုပါတိုက်ခိုက်မှုကိုမြန်မာအဖွဲ့ဦးဆောင်စီမံမှုနဲ့ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေဖြစ်တဲ့ Justice Brothers စစ်တောင်းမိုးကြိုးအဖွဲ့တောင်သာ PDF ညောင်ဦးခရိုင်တရင်9တို့ကပူးပေါင်းပြီးဩဂုတ်လအတွင်းည10:00နာရီခွဲအချိန်ခန့်မှာအကောင့်ထဲပေါ်ဆောင်ရွက်ခဲ့တာဖြစ်ပါတယ်။တော်လိုင်းတပ်ဖွဲ့တွေပစ်ခတ်လိုက်တဲ့ short တိုက်ဒုံးတွေဟာစစ်ကောင်စီရဲ့ရဟတ်ယာဉ်တွေရနာထားတဲ့နေရာနဲ့ပေ30ခန့်အကွာကိုတိတိကျကျကြားရောက်ပောက်ကွဲခဲ့တာကြောင့်အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်6ဦးအသက်ဆုံးရှုံးခဲ့ပြီးစစ်သုံးကား2စီးလည်းလုံးဝပျက်စီးသွားခဲ့တယ်လို့တပ်တွင်းသတင်းရင်းမြစ်တွေစီကနေသိရှိရပါတယ်။အကြမ်းဖက်စစ်ကောင်စီဟာပြီးခဲ့တဲ့မေလကုန်ပိုင်းကစတင်ပြီးမကွေးလေတပ်စခန်းကနေတိုက်ခိုက်ရေးရဟတ်ယာဉ်တွေနဲ့ Jet Fighter တွေကိုညောင်ဦးလေဆိပ်ကိုရွှေ့ပြောင်းတပ်ဆွဲထားခဲ့တာပါ။အဲ့ဒီလေဆိပ်ကိုအဓိကအခြေပြုပြီးပခုတ်ကူမြိုင်ပေါက်မြစ်ချေအစရှိတဲ့ဝန်းကျင်ဒေသတွေအပြင်ချင်းပြည်နယ်ကြောက်ထုဒေသအထိနေ့စဉ်နဲ့မျှလေကြောင်းကနေဘုံကျဲတိုက်ခိုက်မှုတွေပြုလုပ်နေတာဖြစ်ပါတယ်။ဒါအပြင်လက်နက်ခဲယမ်းနဲ့ရိတ်ခါတွေတည်ယူပို့ဆောင်ရေးလေရင်တွေကလည်းညောင်ဦးလေဆိပ်ကိုမကြာခဏလာရောက်အခြေပြုလေရှိပါတယ်။ဒီလိုမျိုးနေ့စဉ်လေကြောင်းကနေအပြစ်မဲ့ပြည်သူတွေနဲ့ကလေးငယ်တွေရဲ့အသက်အိုးအိမ်စီးစိမ်ကိုရရဆက်ဆက်တိုက်ခိုက်ဖျက်ဆီးနေတာကြောင့်စစ်ကောင်စီရဲ့စစ်ရေးပြစ်မှတ်တွေကိုတမင်ရည်ရွယ်ပြီးအခုလိုပြင်းပြင်းထန်ထန်တုံ့ပြန်တိုက်ခိုက်ခဲ့တာဖြစ်တယ်လို့တော်လိုင်းအင်အားစုတွေဘက်ကအတည်ပြုပြောဆိုထားပါတယ်။ဒီလိုမြေပြင်စစ်ရေးမှာအချက်တကွဲအရေးနေနေတဲ့အကြမ်းဖက်စစ်ကောင်စီဟာနိုင်ငံအနှံ့ကအပြစ်မဲ့ပြည်သူတွေနေထိုင်ရာကြေးရွာတွေကိုဥတီပြီးလေကြောင်းတိုက်ခိုက်မှုတွေနဲ့မီးရှို့ဖျက်ဆီးမှုတွေကိုပုံမဆိုးရွားစွာကျူးလွန်လာနေပါတယ်။မကွေးတိုင်းဒေသကြီးမြိုင်မြို့နယ်အနောက်ပိုင်းမှာရှိတဲ့ဘောင်ပင်ကြေးရွာကိုအကြမ်းဖက်စစ်ကောင်စီတပ်ကဩဂုတ်လ2ရက်နေ့မနက်ပိုင်း10:00နာရီခန့်မှာအကြောင်းမဲ့ဝင်ရောက်မီးရှို့ဖျက်ဆီးခဲ့တယ်လို့ဒေသခံပြည်သူတွေကဆိုပါတယ်။အဆိုပါစစ်ကြောင်းဟာနေ့လယ်7:00နာရီအချိန်ခန့်မှာတော့ရာထီးပင်ကြေးရွာကိုဆက်လက်ဝင်ရောက်တပ်ဆွဲခဲ့ပြီးပြည်သူတွေရဲ့နေအိမ်တွေကိုဖျက်ဆီးခဲ့ပါတယ်။အဲ့ဒီစစ်ကြောင်းဟာဩဂုတ်လ1ရက်နေ့ကလည်းမြိုင်မြို့နယ်တစ်ကြေးရွာအတွင်းမှာ2ပတ်နီးပါးကြာဝင်ရောက်တပ်ဆွဲခဲ့ပြီးပြည်သူပိုင်နေအိမ်35လုံးကိုမီးရှို့ဖျက်ဆီးခဲ့တဲ့ပြင်
တန်ဖိုးရှိပစ္စည်းတွေကိုလည်းအတင်းအဓမ္မလူရက်ခိုးယူသွားခဲ့ပါတယ်။အလားတူပဲစကိုင်းတိုင်းဒေသကြီးကဏီမြို့နယ်မုံရွာရာကြီးကလေးဝါကားလမ်းဘေးမှာရှိတဲ့ရာကြီးကျေးရွာကိုလည်းအကြမ်းဖက်စစ်ကောင်စီတပ်ကဩဂုတ်လ1ရက်နေ့မှာလေကြောင်းကနေပြင်းထန်စွာပုံကျဲတိုက်ခိုက်ခဲ့ပါတယ်။အဆိုပါလေကြောင်းတိုက်ခိုက်မှုကြောင့်ပြည်သူပိုင်နေအိမ်တွေနဲ့မော်တော်ယာဉ်တွေအများပြားထိခိုက်ပျက်စီးခဲ့ရတဲ့အပြင်အပြစ်မဲ့ပြည်သူတို့အသက်ဆုံးရှုံးခဲ့ရပြီးအခြားတူမှလည်းပြင်းထန်တဲ့ထိခိုက်ဒဏ်ရာတွေရရှိခဲ့ပါတယ်။ဒါအပြင်ပဲခူးတိုင်းဒေသကြီးတာယာဝတီခရိုင်ကျိုးပင်ကောက်မြို့နယ်မှာရှိတဲ့ပြည်သူ့ကာကွယ်တပ်ဖွဲ့ရဲ့တပ်ခွဲ3စခန်းကိုလည်းဩဂုတ်လ2ရက်နေ့နေ့လယ်12:44မိနစ်အချိန်ခန့်မှာအကြမ်းဖက်စစ်တပ်ကလေကြောင်းကနေဘုံကျဲတိုက်ခိုက်ခဲ့ပါတယ်။တိုက်လေရင်နဲ့စခန်းရဲ့ဗဟိုတဲ့တဲ့ကိုဘုံကျဲချခဲ့တာဖြစ်ပြီးအဆောက်အုံတွေလုံးဝပျက်စီးသွားခဲ့ကတော်လိုင်းရေးရဲဘော်2ဦးထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။မြေပြင်မှာတိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲနဲ့အပြစ်မဲ့ပြည်သူတွေနေထိုင်ရာဒေသတွေကိုလေကြောင်းကနေအခုလိုရုပ်မာရိုင်းဆိုင်စွာတိုက်ခိုက်နေတာဟာအကြမ်းဖက်စစ်ကောင်စီရဲ့အကြောက်တရားကိုဖုံးကွယ်ဖို့ကြိုးစားနေတဲ့အောက်တန်းကျတဲ့လုပ်ရက်တစ်ခုသာဖြစ်ပါတယ်။ထိုင်းမြန်မာနယ်စပ်ဒေသတွေမှာလည်းအကြမ်းဖက်စစ်ကောင်စီတပ်နဲ့တော်လှန်ရေးတပ်ဖွဲ့တွေကြားစစ်ရေးအခြေအနေတွေဟာပုံမတင်းမာလျက်ရှိနေပါတယ်။မြဝတီမြို့နယ်မင်းလက်ပံကျေးရွာအနီးမှာဩဂုတ်လ1ရက်နေ့မနက်ပိုင်းကစတင်ပြီးအကြမ်းဖက်စစ်ကောင်စီတပ်နဲ့တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေကြားအပြန်အလှန်ပစ်ခတ်တိုက်ခိုက်မှုတွေပြင်းထန်စွာဖြစ်ပွားခဲ့ပါတယ်။နှစ်ဖက်တပ်ဖွဲ့တွေဟာလက်နက်ကြီးတွေ drone တွေနဲ့စက်သေနတ်တွေကိုအသုံးပြုပြီးပြင်းပြင်းထန်ထန်တိုက်ခိုက်ခဲ့ကြတာပါ။ဒီတိုက်ပွဲအတွင်းမှာအကြမ်းဖက်စစ်ကောင်စီဘက်ကပစ်ခတ်လိုက်တဲ့လက်နက်ကြီးကြီးစံတချို့ဟာထိုင်းနိုင်ငံဗချမ်းမဲဆောက်မြို့နယ်မဟာဝန်ကျေးရွာအုပ်စုအတွင်းမှာရှိတဲ့မဲကွန်ကင်းကျေးရွာတွေကိုကြားရောက်ပောက်ကွဲခဲ့ပါတယ်။ကြီးစံကြားရောက်မှုကြောင့်ဒေသခံထိုင်းပြည်သူတွေရဲ့နေအိမ်လေးလုံးထက်မနည်းထိခိုက်ပျက်စီးခဲ့ရသလိုကျေးရွာဖုံးတော်ကြီးကျောင်းတစ်ကျောင်းကိုလည်းထိမှန်ခဲ့တယ်လို့နယ်စပ်သတင်းရင်းမြစ်တွေကအတည်ပြုပြောဆိုပါတယ်။တိုက်ပွဲအတွင်းကတနက်တန်တွေနဲ့လက်နက်ကြီးပောက်ကွဲတံတွေကိုနေ့လယ်2နာရီအချိန်ထိတနာရီကျော်ကြာထိုင်းနိုင်ငံဗချမ်းကနေဆက်တိုက်ကျဲလောင်စွာကြားနေခဲ့ရပါတယ်။ဒီလိုစစ်ရေးတင်းမာမှုတွေကြောင့်ထိုင်းဗချမ်းမှာရှိတဲ့မဲဆောက်မြို့နယ်အုပ်ချုပ်ရေးအဖွဲ့နဲ့ကျေးရွာတကြီးတွေကပြည်သူတွေအနေနဲ့ကိုယ့်ရဲ့နေအိမ်အဆောက်အုံတွေထဲမှာသာလုံခြုံစွာနေထိုင်ကြဖို့နဲ့အပြင်ကိုမထွက်ခွာကြဖို့အရေးပေါ်သတိပေးနှိုးဆော်ထားရပါတယ်။လက်ရှိမှာတော့ထိုင်းစစ်တပ်ဟာနေဆက်တလျှောက်လုံခြုံရေးအင်အားတိုးမြင့်ချထားပြီးကင်းလှည့်မှုတွေကိုလည်းအထူးကြပ်မတ်လှုပ်ဆောင်နေပါတယ်။ယခုတင်ဆက်ပေးနေတဲ့မြေပြင်စစ်ရေးသတင်းများကိုကျွန်တော်တို့ရဲ့ Burmese Radio Channel မှာတင်ဆက်ပေးနေတာဖြစ်ပါတယ်ခင်ဗျာ။ Channel ကို like နဲ့ subscribe လုပ်ပေးခြင်းဖြင့် Channel လေးကိုလည်းအားပေးကူညီပါအောင်ခင်ဗျာ။ပြည်တွင်းစီးပွားရေးနဲ့ပတ်သက်ပြီးအကြမ်းဖက်စစ်ကောင်စီရဲ့နိုင်ငံရေးအရာစင်ကြေပေးဖုံးကွယ်မှုတွေကိုကြည့်ရမယ်ဆိုရင်ပြည်သူလူထုရဲ့စာဝန်နေရေးကြက်တဲမှုပေါ်တာဝန်မဲ့စွာတုံ့ပြန်လာတာကိုတွေ့ရမှာပါ။အကြမ်းဖက်စစ်ကောင်စီရဲ့ရုပ်သေးပါတီဖြစ်တဲ့ကြံ့ခိုင်ရေးပါတီဥက္ကဋ္ဌခင်ကြီးကကုန်စည်နှုန်းတွေချက်ချင်းကျဆင်းအောင်မလုပ်နိုင်တာဟာသူတို့အပြစ်မဟုတ်ဘူးလို့နေပြည်တော်မှာပြုလုပ်တဲ့သတင်းစာရှင်းလင်းပွဲမှာမျက်နှာပြောင်တိုက်ပြီးပြောဆိုသွားခဲ့ပါတယ်။ရွေးကောက်ပွဲမတိုင်မီမဲဆွယ်စည်းရုံးရေးကာလတွေတုန်းကကုန်စည်နှုန်းချက်ချင်းကျဆင်းအောင်လုပ်ပေးမယ်လို့မလုံးပေးကတိပြုခဲ့ပေမဲ့လက်ရှိအချိန်မှာတော့လမ်းပိတ်ဆို့မှုတွေစစ်ဆေးရေးဂိတ်တွေများပြားတာတွေနဲ့ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေရှိနေလို့လမ်းပန်းဆက်သွယ်ရေးခက်ခဲတာတွေကြောင့်ကုန်စည်နှုန်းကြီးမြင့်ရတာဖြစ်တယ်လို့အကြောင်းပြချက်ပေးလာပါတယ်။ကုန်စည်နှုန်းကျဆင်းရေးဟာအလွန်ကြီးမားတဲ့ကိစ္စရပ်ဖြစ်ပြီးချက်ချင်းအပြေရှာလို့မရနိုင်ကြောင်းတရားဥပဒေစိုးမိုးရေးနဲ့ဓာတ်ရိုက်ဆက်ဆက်နေတဲ့အတွက်လွယ်လွယ်ကူကူမဖြေရှင်းနိုင်ကြောင်းသူကဆက်လက်ကာကွယ်ပြောဆိုခဲ့ပါတယ်။အကြမ်းဖက်စစ်ကောင်ဆောင်မင်းအောင်လှိုင်ကိုယ်တိုင်ကလည်းသွင်းကုန်များပိတ်ပင်ရေးနဲ့နိုင်ငံခြားငွေသုံးစွဲမှုရှော့ချရေးစီးပွားရေးမူဝါဒတွေကိုလာမယ့်အနာဂတ်မှာဆက်လက်ကျင့်သုံးသွားမယ်လို့ဇူလိုင်လ31ရက်နေ့မှာထုတ်ဖော်ပြောဆိုထားပါတယ်။ဒီအချက်တွေဟာဆရာနာရှင်စနစ်အောက်မှာတိုင်းပြည်ရဲ့စီးပွားရေးစနစ်ကြီးတစ်ခုလုံးပြိုလဲနေပြီဖြစ်ပြီးပြည်သူတွေရဲ့စာဝတ်နေရေးအခက်အခဲကိုဖြေရှင်းပေးနိုင်စွမ်းလုံးဝမရှိတော့ဘူးဆိုတာကိုအထင်ရှားသက်သေပြနေတာပဲဖြစ်ပါတယ်။ရန်ကုန်တိုင်းဒေသကြီးအတွင်းမှာဆိုရင်လည်းအကြမ်းဖက်စစ်ကောင်စီလက်အောက်ခံလက်ကင်တုပ်အဖွဲ့တွေဟာပြည်သူတွေအပေါ်နှီးမျိုးစုံနဲ့အနိုင်ကျင့်ဗိုလ်ကျနေကြပါတယ်။တောင်တကုံမြို့နယ်မှာအကြမ်းဖက်စစ်ကောင်စီကခန့်အပ်ထားတဲ့ဗိုလ်မှူးကြီးအောင်ညွန့်ဦးဆောင်တဲ့သိမ်းငှက်အမိယာလူမိုက်အဖွဲ့ဟာလုံခြုံရေးကိုအကြောင်းပြပြီးဒေသခံပြည်သူတွေကိုချင်းချောက်ငွေညစ်တာတွေစစ်မှုထမ်းဖို့အတင်းကျပ်ဖမ်းဆီးရောင်းစားတာတွေကိုပေါ်ပေါ်ထင်ထင်ကျူးလွန်နေပါတယ်။အဆိုပါသိမ်းငှက်အဖွဲ့ဟာတိုင်းစစ်ဌာနချုပ်ရဲ့အာဏာကိုအလွဲသုံးစားလုပ်ပြီးမြို့နယ်အတွင်းကဆိုင်ကယ်တွေကိုအကြောင်းမျိုးမျိုးပြဖမ်းဆီးကငွေတောင်းခံတာတွေလှုပ်ဆောင်နေပါတယ်။ငွေကြေးမပေးနိုင်တဲ့လူငယ်တွေကိုတော့ရက်ကွက်အုပ်ချုပ်ရေးမှုတွေနဲ့ပူးပေါင်းပြီးစစ်မှုထမ်းစည်ရင်သွင်းကရောင်းစားလေးရှိတယ်လို့သိရပါတယ်။ပြီးခဲ့တဲ့ဇူလိုင်လ14ရက်နေ့ညနေ9:00နာရီခန့်ကတောင်တကုံမြို့နယ်105ရက်ကွက်မှာအသက်40အရွယ်အမျိုးသားတဦးကိုသိမ်းငှက်အဖွဲ့ဝင်တွေကအကြောင်းမဲ့ဖမ်းဆီးခေါ်ဆောင်သွားပြီးဝိုင်းဝန်းရိုက်နှက်ခဲ့ကြတဲ့အတွက်ဇူလိုင်လ18ရက်နေ့မနက်ပိုင်းမှာအဆိုပါအမျိုးသားဟာအသက်ဆုံးရှုံးသွားခဲ့ရပါတယ်။လူသက်မှုကိုကျူးလွန်ခဲ့ပေမဲ့လည်းကျန်းရည်သူမိသားစုကိုအမှုကြေအေးဖို့သိမ်းငှက်အဖွဲ့ကချင်းချောက်ဖိအားပေးမှုတွေစက်တိုက်ပြုလုပ်နေပါတယ်။ဒါ့အပြင်တာကေတမြို့နယ်ကရွှေဆိုင်တစ်ဆိုင်မှာသိမ်းငှက်အဖွဲ့ဝင်တဦးကရွှေလာရောက်ရောင်းချရာကနေဝယ်ယူခဲ့တဲ့ပြည်သူတဦးကို
ခိုးရပါပစ္စည်းဝယ်ယူမှုနဲ့ဖမ်းဆီးပြီးငွေကျပ်330ချင်းချောက်တောင်းယူခဲ့တဲ့ဖြစ်စဉ်လည်းရှိခဲ့ပါတယ်။အကြမ်းဖက်စစ်ကောင်စီရဲ့ရန်တရားတွေဟာအောက်ခြေအဆင့်ထိဆွေးမြေ့ပျက်စီးနေပြီးပြည်သူတွေအနေနဲ့ကိုယ့်ရဲ့အသက်အိုးအိမ်စီးစိမ်အတွက်လုံခြုံမှုကင်းမဲ့စွာနေထိုင်နေကြရတာဖြစ်ပါတယ်။စကိုင်းတိုင်းဒေသကြီးဘက်မှာတော့အကြမ်းဖက်စစ်ကောင်စီဟာကလေးတမှုလမ်းပိုင်းကိုအင်အားအလုံးရင်းနဲ့စစ်ကြောင်းထိုးပြီးနောက်ခမ်းပတ်မြို့မှာသူတို့ရဲ့အုပ်ချုပ်ရေးရန်တရားတွေပြန်လည်အသက်သွင်းဖို့အသေးအတန်ကြိုးပမ်းလာနေပါတယ်။ဇူလိုင်လ9ရက်နေ့ကစတင်ပြီးတမှုဘက်ကနေစစ်ကြောင်းတစ်ကြောင်းကလေးဘက်ကနေစစ်ကြောင်း2ကြောင်းနဲ့လေကြောင်းပစ်ကူတွေအများအပြားအသုံးပြုကာကလေးတမှုလမ်းပိုင်းကိုထိုးစစ်ဆင်ခဲ့တာဖြစ်ပါတယ်။ဇူလိုင်လ30ရက်နေ့မှာတော့အဆိုပါစစ်ကြောင်းတွေပေါင်းစုံပြီးလမ်းပိုင်းကိုပြန်လည်ထိန်းချုပ်နိုင်ပြီလို့စစ်တပ်ဘက်ကဝါဒဖြန့်ထားပါတယ်။အဲဒီနောက်ခမ်းပတ်မြို့မှာစာတင်ကျောင်းတွေရုံးတွေပြန်ဖွင့်ဖို့အုပ်ချုပ်ရေးဝန်ထမ်းတွေကိုစေလွှတ်နေတယ်လို့သိရပါတယ်။တစ်ချိန်တည်းမှာပဲပြည်သူလူထုအပေါ်စစ်မှုထမ်းဥပဒေနဲ့အတင်းအကျပ်ဖိနှိပ်နေမှုတွေကြောင့်မန္တလေးတိုင်းဒရာဦးမြို့နယ်ကလူငယ်အဆိုတော်တဦးဖြစ်တဲ့ငိမ့်မင်းထက်ခေါ်အဆိုတော်120ဟာဇူလိုင်လ28ရက်နေ့ကစစ်မှုထမ်းအဆင့်ခေါ်စာလက်ခံရရှိပြီးနောက်နေအိမ်ကနေပျောက်ဆုံးသွားခဲ့ပါတယ်။သူရဲ့မိခင်ဖြစ်သူဟာတီလာရှင်တစ်ပါးဖြစ်ပြီးတားဖြစ်သူပျောက်ဆုံးနေတဲ့အတွက်အထူးစိုးရိမ်ပူပန်ကဝိုင်းဝန်းကူညီရှာဖွေပေးကြဖို့ပြည်သူတွေကိုအကူအညီတောင်းခံထားပါတယ်။စစ်ကောင်စီရဲ့မတရားတဲ့စစ်မှုထမ်းဥပဒေကြောင့်နိုင်ငံအနှံ့ကလူငယ်တွေဟာအနာဂတ်ပျောက်ဆုံးပြီးမိသားစုနဲ့ကွဲကွာကဘဝတွေပျက်စီးနေကြရတာဟာအာဏာရှင်စနစ်ရဲ့ဆိုးရွားတဲ့အကျိုးဆက်တွေပဲဖြစ်ပါတယ်။မကြမီကြောက်ရောက်တော့မဲ့ရှစ်လေးလုံးအရေးတော်ပုံနှစ်ဆပတ်လည်နေ့မှာတော့ပြည်သူတွေအနေနဲ့ဒီမိုကရေစီရေးအတွက်ဆက်လက်တိုက်ပွဲဝင်ဖို့ကမ္ဘာလုံးဆိုင်ရာထိသပိတ်လှုပ်ရှားမှုတွေပြုလုပ်ကြဖို့ရန်ကုန်လူထုသပိတ်အဖွဲ့ကနှိုးဆော်ထားပြီးလန်ဒန်မြို့အပါအဝင်နိုင်ငံတကာမြို့ကြီးတွေမှာလည်းကြိုတင်လှုပ်ရှားမှုတွေစတင်ပြုလုပ်နေပြီဖြစ်ပါတယ်။ယခုတင်ဆက်ပေးနေတဲ့မြေပြင်စီးရေးသတင်းများကိုကျွန်တော်တို့ရဲ့ Burmese Radio Channel မှာတင်ဆက်ပေးနေတာဖြစ်ပါတယ်ခင်ဗျာ။ Channel ကို like နဲ့ subscribe လုပ်ပေးခြင်းဖြင့် Channel လေးကိုလည်းအားပေးကူညီပါအောင်ခင်ဗျာ။မြန်မာနိုင်ငံအောက်ပိုင်းဒေသတွေမှာတော့သဘာဝဘေးအန္တရာယ်ကြောင့်ပြည်သူတွေကြီးစွာသောအခက်အခဲတွေနဲ့ရင်ဆိုင်နေကြရပါတယ်။ AR တိုင်းဒေသကြီးလေးမျက်နှာမြို့နယ်မှာငဝုံမြစ်ရေကာတာကျိုးပေါက်ခဲ့ပြီးနောက်ရေလွှမ်းမှုအခြေအနေဟာပုံမဆိုးရွားလာခဲ့ပါတယ်။လေးမျက်နှာဟင်္ဒရရေကြီးနဲ့ကျုံပျော်မြို့နယ်တွေမှာရှိတဲ့ကျေးရွာအများပြားကိုမြစ်ရေတွေစတင်ဝင်ရောက်လာပြီးရေပေးတင်ပြည်သူအရေအတွက်ဟာ9000ကျော်အထိရှိလာပြီဖြစ်ပါတယ်။ဇူလိုင်လ30ရက်နေ့မနက်ပိုင်းကစတင်ကျိုးပေါက်ခဲ့တဲ့ရေကာတာကြောင့်ဩဂတ်လ2ရက်နေ့ညပိုင်းအထိမြစ်ရေဟာဆက်လက်တိုးနေဆဲဖြစ်ပါတယ်။ရေဘေးသင့်ပြည်သူတွေဟာအရေးပေါ်ကယ်ဆယ်ရေးနဲ့စားနပ်ရိက္ခာတောက်သုံးရေးဆေးဝါးတွေအရေးတကြီးလိုအပ်နေပေမဲ့အကြမ်းဖက်စစ်ကောင်စီဘက်ကဘာတစ်ခုမှထိထိရောက်ရောက်ကူညီဆောင်ရွက်ပေးနိုင်ခြင်းမရှိပါဘူး။ဒါ့အပြင်လေးမျက်နှာမျိုးပေါ်မှာညအချိန်ဖုံးလိုင်းတွေပြတ်တောက်နေမှုနဲ့လူအများရွှေ့ပြောင်းသွားရတဲ့အခြေအနေကိုအခွင့်ကောင်းယူပြီးကယ်ဆယ်ရေးလှေတွေအသွင်ဆောင်ထားတဲ့လူတချို့ကရေမြုပ်နေတဲ့နေအိမ်တွေကနေတန်ဖိုးရှိပစ္စည်းတွေကိုလိုက်လံခိုးယူလူရဲနေကြတယ်လို့ဒေသခံပြည်သူတွေကဆိုပါတယ်။အုပ်ချုပ်ရေးရန်ရာတွေပြိုကျနေချိန်မှာပြည်သူတွေဟာတဘာဝဘေးဒဏ်ကိုရောလူဆိုးတခိုးတွေရဲ့ရန်ကိုပါကိုယ်အသိစိတ်နဲ့ကိုရင်ဆိုင်ဖြည့်ရှင်းနေကြရတာဖြစ်ပါတယ်။တရားဥပဒေစိုးမိုးမှုလုံးဝကင်းမဲ့နေတဲ့အကျိုးဆက်ဖြစ်နိုင်ငံအနှံ့မှာအသက်အန္တရာယ်ပြုလူရဲတပ်ဖြတ်မှုတွေဟာနေ့စဉ်နဲ့အမျှပုံမများပြားလာနေပါတယ်။မွန်ပြည်နယ်မော်လမြိုင်မြို့နယ်မှာ KTV သွားဖို့ငွေကြေးမရှိတာကိုအကြောင်းပြပြီးဆိုင်ကယ်ကယ်ရီမောင်းနှင်သူဦးအောင်ဟင်းကိုတပ်ဖြတ်ကဆိုင်ကယ်လူယူသွားခဲ့တဲ့တရားခံ3ဦးကိုဇူလိုင်လကုန်ပိုင်းမှာဖမ်းဆီးရမိခဲ့ပါတယ်။ဇူလိုင်လ1ရက်နေ့ညနေပိုင်းကပျောက်ဆုံးသွားခဲ့တဲ့အဆိုပါကယ်ရီမောင်းနှင်သူကိုနောက်တနေ့မနက်ပိုင်းမှာတောင်ရိုးတန်းအောက်ကလမ်းဘေးခြုံပုတ်တစ်ခုအတွင်းမှာထိုးကျိတ်ခံထားရတဲ့ဒဏ်ရာတွေနဲ့သေဆုံးနေတာကိုရှာဖွေတွေ့ရှိခဲ့ရတာဖြစ်ပါတယ်။ပြစ်မှုကျူးလွန်သူတွေဟာလူယူရရှိတဲ့ဆိုင်ကယ်ကိုကျပ်14သိန်းကျော်နဲ့ရောင်းချပြီးငွေကြေးတချို့ကို KTV ကောင်မလေးထံမှအနှံထားတယ်လို့ထွက်ဆိုထားပါတယ်။အလားတူပဲရန်ကုန်တိုင်းတောင်ကလပမြို့နယ်73ရပ်ကွက်အနော်မာပထမလမ်းမှာရှိတဲ့နေအိမ်တအိမ်ကိုမိခင်ဖြစ်သူနဲ့ခင်မင်ရင်းနှီးသူအမျိုးသားတဦးကညအိမ်လာရောက်တဲခိုစဉ်နေအိမ်တွင်းရှိမိသားစုဝင်3ဦးကိုတူနဲ့ထုရိုက်ပြီးတန်ဖိုးရှိပစ္စည်းတွေကိုလူရဲယူဆောင်သွားတဲ့ဖြစ်စဉ်တစ်ခုဇူလိုင်လ17ရက်နေ့ကဖြစ်ပွားခဲ့ပါတယ်။အဆိုပါလူရဲမှုကြောင့်မိခင်သမီးနဲ့တူမဖြစ်သူတို့ဟာပြင်းထန်တဲ့ထိခိုက်ဒဏ်ရာတွေရရှိခဲ့ပြီးဆေးရုံကိုအရေးပေါ်ပို့ဆောင်ကုသခဲ့ရပါတယ်။စစ်အာဏာရှင်စနစ်အောက်မှာပြည်သူတွေရဲ့နေ့စဉ်ဘဝတွေဟာအိမ်ထဲမှာနေရင်တော့အသက်အန္တရာယ်မလုံခြုံတော့တဲ့အခြေအနေကိုဆိုက်ရောက်နေပြီဖြစ်ပါတယ်။ရှမ်းပြည်နယ်မြောက်ပိုင်းဘက်ကိုကြည့်ရမယ်ဆိုရင်ဝါပြည်သွေးစည်းညီညွတ်ရေးပါတီကကြားဖြန့်အွန်လိုင်းငွေလိမ်လည်မှုတွေနဲ့ဆက်ဆက်ပြီးဖမ်းဆီးထိန်းသိမ်းခံထားရတဲ့စိုက်ပျိုးရေးနဲ့တစ်တော်ဝင်ကြီးလီစုနေရာမှာဒုတိယဥက္ကဋ္ဌဖြစ်သူဦးလောကုကိုယာယီအစားထိုးခန့်အပ်လိုက်တယ်လို့သိရှိရပါတယ်။ယာဒူလွှဲပြောင်းတဲ့ခန္ဓာကိုဇူလိုင်လ21ရက်နေ့မနက်ပိုင်းမှာကျင်းပခဲ့ပြီးပါတီခေါင်းဆောင်တွေအနေနဲ့ကြားဖြန့်လုပ်ငန်းတွေမူရစေဝါနဲ့လူကုန်ကူးမှုကိစ္စရပ်တွေမှာလုံးဝမပတ်သက်ကြဖို့အထွေထွေအတွင်းမှုပေါက်အိုက်ခန်းကတင်းတင်းကြပ်ကြပ်သတိပေးပြောဆိုခဲ့ပါတယ်။ပြည်ပရောက်မြန်မာနိုင်ငံသားတွေရဲ့အခြေအနေကိုကြည့်ရင်လည်းထိုင်းနိုင်ငံဘန်ကောက်မြို့ဝထနာခရိုင်မှာရှိတဲ့နာမည်ကြီးဖျော်ဖြေရေးကလပ်တစ်ခုကိုထိုင်းရဲတပ်ဖွဲ့ကဩဂုတ်လ2ရက်နေ့မနက်အစောပိုင်းမှာဝင်ရောက်စီးနင်းရှာဖွေခဲ့ပါတယ်။အဆိုပါရှာဖွေမှုအတွင်းမှာ
မူရစေဝါသုံးစွဲနေတဲ့မြန်မာနိုင်ငံသား12ဦးနဲ့ထိုင်းနိုင်ငံသားမန်နေဂျာ2ဦးတို့ကိုဖမ်းဆီးအရေးယူလိုက်ပါတယ်။ဖမ်းဆီးခံရသူတွေမှာအသက်18နှစ်မပြည့်သေးတဲ့မြန်မာနိုင်ငံသားလူငယ်2ဦးလည်းပါဝင်နေပြီးကက်တမင်မူရစေဝါတွေနဲ့သုံးစွဲရမှာအသုံးပြုတဲ့ပစ္စည်းတွေကိုပါတပ်သေးခံအဖြစ်သိမ်းဆည်းရမိခဲ့တယ်လို့ထိုင်းရဲတပ်ဖွဲ့ကထုတ်ပြန်ထားပါတယ်။ယခုတင်ဆက်ပေးနေတဲ့မြေပြင်စီးရေးသတင်းများကိုကျွန်တော်တို့ရဲ့ Burmese Radio Channel မှာတင်ဆက်ပေးနေတာဖြစ်ပါတယ်ခင်ဗျာ။ Channel ကို like နဲ့ subscribe လုပ်ပေးခြင်းဖြင့် Channel လေးကိုလည်းအားပေးကူညီပါအောင်ခင်ဗျာ။နိုင်ငံတကာသတင်းများအနေဖြင့်အရှေ့အလယ်ပိုင်းဒေသအရေးကိုစတင်တင်ဆက်ပေးကြပါမယ်။အမေရိကန်သမ္မတဒေါ်နယ်ထရန့်ကဒေသတွင်းဟာမတ်စ်လက်နက်ကိုင်အဖွဲ့လက်နက်ဖြုတ်သိမ်းရေးနဲ့အစ္စရေးတပ်တွေပြန်လည်ရုပ်သိမ်းရေးအပါအဝင်ငြိမ်းချမ်းရေးအစီအစဉ်တရက်ကိုကြေညာခဲ့ပါတယ်။ဒါပေမဲ့အဆိုပါကြေညာချက်ထွက်ပေါ်ပြီး3ရက်အတွင်းမှာပဲဂါဇာကမ်းမြောင်ဒေသမှာလေကြောင်းတိုက်ခိုက်မှုတွေပြင်းထန်စွာဆက်လက်ဖြစ်ပွားခဲ့ပြီးပါလက်စတိုင်းပြည်သူအနည်းဆုံး22ဦးအသက်ဆုံးရှုံးခဲ့ရတယ်လို့ဒေသခံကျန်းမာရေးတာဝန်ရှိသူတွေကဆိုပါတယ်။ဩဂတ်စ်လ1ရက်နေ့တရက်ထဲမှာကလေးငယ်2ဦးပါဝင်လူ12ဦးသေဆုံးခဲ့ပြီးဂါဇာမြို့တောင်ပိုင်းကလူနေတိုက်ခန်းတွေနဲ့ဆေးဝါးတူလောင်ယုံတွေကိုပါပြစ်မှတ်ထားတိုက်ခိုက်ခံခဲ့ရတာဖြစ်ပါတယ်။အစ္စရေးတပ်ဖွဲ့တွေဟာကြိုတင်သတိပေးချက်မထုတ်ပြန်ဘဲလူနေထူထပ်တဲ့နေရာတွေကိုတိုက်ခိုက်ခဲ့တာဖြစ်ပြီးဟာမတ်စ်အဖွဲ့ဝင်တွေရှိနေလို့ပြစ်မှတ်ထားတာဖြစ်တယ်လို့စင်ကြေပေးပြောဆိုထားပါတယ်။ရုရှားနဲ့ယူကရိန်းစစ်ပွဲအခြေအနေမှာတော့နှစ်ဖက်စလုံးဟာရှေ့တန်းစစ်မျက်နှာပြင်ကိုကျော်လွန်ပြီးနိုင်ငံရေးနဲ့စီးပွားရေးအရအချက်ချာကျတဲ့ဒေသတွေကို drone တွေအသုံးပြုကအပြန်အလှန်ပစ်မှတ်ထားတိုက်ခိုက်လာကြပါတယ်။ယူကရိန်းတပ်ဖွဲ့တွေလွှတ်တင်လိုက်တဲ့ drone တွေဟာရှေ့တန်းနဲ့ကီလိုမီတာ1300ကျော်ကွာဝေးတဲ့ရုရှားနိုင်ငံအတွင်းကရေနံချက်စက်ရုံတွေနဲ့တူလောင်ရုံတွေကိုတိုက်ခိုက်နိုင်ခဲ့ပြီးမီးလောင်ပျက်စီးမှုတွေဖြစ်ပေါ်စေခဲ့ပါတယ်။တံပြန်အနေနဲ့ရုရှားဘက်ကလည်းယူကရိန်းမြို့တော် Kyiv အပါအဝင်မြို့ကြီးအများအပြားကို drone တွေဒုံးကျည်တွေနဲ့ပြင်းပြင်းထန်ထန်တိုက်ခိုက်ခဲ့ရမှာအရက်သားသေဆုံးထိခိုက်မှုတွေများပြားခဲ့ပါတယ်။ဇူလိုင်လတလထဲမှာတင်ရုရှားကယူကရိန်းအပေါ်ဒုံးကျည်386စင်းပစ်ခတ်ခဲ့တယ်လို့သိရပါတယ်။တစ်ချိန်တည်းမှာပဲရုရှားနိုင်ငံမြို့တော်မော်စကိုရဲ့အချက်ချာကျတဲ့နေရာတစ်ခုမှာရှိတဲ့အဆင့်မြင့်အီတလီစားတောက်ဆိုင်တစ်ဆိုင်အနီးမှာအမျိုးသမီးတူတည်ဆောင်လာတဲ့လက်လုံပုံပောက်ကွဲခဲ့ပါတယ်။အဆိုပါပောက်ကွဲမှုကြောင့်လူ3ဦးအသက်ဆုံးရှုံးခဲ့ပြီးအနည်းဆုံးလူ22ဦးထိခိုက်ဒဏ်ရာရရှိသွားခဲ့ပါတယ်။အကြမ်းဖက်မှုတိုက်ဖျက်ရေးကော်မတီရဲ့ထုတ်ပြန်ချက်အရအဆိုပါအမျိုးသမီးဟာစားတောက်ဆိုင်အတွင်းကိုဝင်ရောက်ဖို့ကြိုးပမ်းစဉ်လုံခြုံရေးဝန်ထမ်းကတားဆီးရာကနေပောက်ကွဲမှုဖြစ်ပွားခဲ့တာလို့သိရပါတယ်။အင်ဒိုနီးရှားနိုင်ငံမာလူကူကျွန်းစုပင်လယ်ပြင်မှာတော့ခီးသည်နဲ့ဝန်ထမ်းစုစုပေါင်း282ဦးလိုက်ပါလာတဲ့ခီးသည်တင်သင်္ဘောတစ်စီးအကြီးအကျယ်မီးလောင်ကျွမ်းခဲ့ပါတယ်။အဆိုပါသင်္ဘောဟာဆူရာဘာယာမြို့ကနေထွက်ခွာလာစဉ်မနက်6နာရီအချိန်ခန့်မှာမီးစတင်လောင်ကျွမ်းခဲ့တာဖြစ်ပါတယ်။ကယ်ဆယ်ရေးအဖွဲ့တွေနဲ့အနီးနားကကုန်တင်သင်္ဘောတွေရဲ့အကူအညီနဲ့လူပေါင်း225ဦးကိုအသက်ရှင်လျက်ကယ်တင်နိုင်ခဲ့ပေမဲ့လူ9ဦးအသက်ဆုံးရှုံးခဲ့ပြီး42ဦးမှာပျောက်ဆုံးနေဆဲဖြစ်ပါတယ်။အိန္ဒိယနိုင်ငံမှာတော့တက္ကသိုလ်ဝင်ခွင့်ဆံမွေးမေးခွန်းပေါက်ကြားမှုကြောင့်နိုင်ငံအနှံ့အကြီးအကျယ်ဆန္ဒပြခဲ့ကြတဲ့ကျောင်းသားတွေကိုဝန်ကြီးချုပ်မိုဒီကအရေးမယူဘဲခွင့်လွှတ်ပေးလိုက်တယ်လို့တရားဝင်ပြောကြားလိုက်ပါတယ်။ကျောင်းသားတွေဟာလမ်းမှာရောက်နေတဲ့ကလေးတွေသာဖြစ်ပြီးအပြစ်ပေးအရေးယူတာထက်လမ်းကြောင်းမှန်ပေါ်ပြန်ရောက်အောင်လမ်းညွှန်ပေးဖို့ကပိုရေးကြီးတယ်လို့သူကဆိုပါတယ်။ဒါပေမဲ့အတိုက်ခံပါတီတွေကတော့ဆန္ဒပြကျောင်းသားတွေကိုအကြမ်းဖက်နှိမ်နင်းခဲ့တဲ့ပြည်ထောင်စုဝန်ကြီးကိုယာရုကနေဖယ်ရှားပေးဖို့ဆက်လက်တောင်းဆိုနေကြပါတယ်။ဟုတ်ကဲ့အခုတင်ဆက်ပေးခဲ့တာကတော့ဒီကနေ့မနက်ခင်းသတင်းအစီအစဉ်ပဲဖြစ်ပါတယ်။အချိန်ပေးပြီးနားဆင်ကြည့်ရှုပေးခဲ့ကြတဲ့ပရိသတ်ကြီးကိုကျေးဇူးအထူးတင်ရှိပါတယ်။သတင်းမှန်ကန်မှုနဲ့ပြည်သူအသံတွေကိုဆက်လက်တင်ဆက်ပေးသွားမယ်ဆိုတဲ့အသိပေးစကားနဲ့အတူသတင်းတင်ဆက်မှုကိုဒီမှာပဲရပ်နားပါရစေခင်ဗျာ။မိဘပြည်သူများကိုယ်စိတ်နှဖျားချမ်းသာပြီးဘေးရန်အန္တရာယ်အပေါင်းကင်းရှင်းကြပါစေ။